Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ project management နဲ့ပတ်သက်တာမဟုတ်ဘူးเนาะကျွန်တော် career coaching နဲ့ပတ်သက်တဲ့ဟာလေးပေါ့เนาะကျွန်တော်အားတဲ့အချိန်မှာဒီ career coach ဒီပညာဒါနပေါ့နော်ပညာဒါနလုပ်ပေးတာလေးရှိရဲအဲ့မှာမှတော်တော်များများစီရတဲ့ input တွေ question တွေရှိရပါတော့အဲ့ဟာတွေမှာကျွန်တော်ဒီ common ဖြစ်တဲ့အရာလေးတွေကိုကျွန်တော်တစ်ချက်စုပြီးတော့ဒီ video လေးလုပ်ပေးရပါတော့ဘာပြောတခြားလူတွေအတွက်လည်းအကျိုးရှိပါရင်ဘာပြောဝန်တာစရာပေါ့နော် okay အဲ့တော့ number 1အချက်ကကျွန်တော်တော်တော်များများကျွန်တော်မေးရပါတော့ဒီCV ပြင်လို့ရှိရင်ဘယ်လိုချက်လေးတွေ view site ဖို့လိုလဲပေါ့နော်အဲ့တော့ကျွန်တော်အမြင်ပြောရင်တော့အဓိကဘာလဲဆိုတော့ကျွန်တော် CV တစ်ခုမှာအရင်ဆုံး summary ပေါ့နော် profile summary ပေါ့ကျွန်တော် CV တစ်ခုရေးလို့ရှိရင်ကျွန်တော်အကြံပေးချင်တာတော့အပေါ်မှာကိုယ့်ရဲ့ဒီ information တွေပေါ့နော် personal information တွေပြီးလို့ရှိရင် profile summary လေးကိုကျွန်တော်တေချာရေးစီခြင်းနဲ့ profile summary ဒီဘာလဲဆိုတော့ကိုယ့်ရဲ့ total experience ဘယ်လောက်ရှိရဲကိုကဒီဘယ်လိုမျိုး experience ဘယ်လို domain တွေမှာဘယ်လိုမျိုး experience ဘယ်လို skill set တွေရှိရဲဘယ်လို tools တွေသုံးတတ်တယ်ဘယ်လိုမျိုးပေါ့နော်အဲ့လိုဒီ profile summary ကိုကြည့်လိုက်တာနဲ့ဟိုဒီ HR ပဲဖြစ်ဖြစ်ဒီကိုယ်ခံမဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဒီ profile summary ကိုကြည့်လိုက်တာနဲ့အော် तू ကဒီလိုမျိုးတွေရှိပါလားငါတို့လိုချင်တဲ့position နဲ့ကိုက်ညီပါလားဆိုပြီးဖြစ်အောင်ပေါ့နော်အဲ့တော့တေချာလေးကြည့်ပါ profile summary ကိုအဲ့တော့တော်တော်များများကျွန်တော်တီးတလောက်ဆိုရင်ဒီprofile summary ရပါတော့အဲ့လိုမျိုးစိတ်ဝင်စားဖို့ကောင်းနှမှဒါဒီအောက်က experience detail တွေကိုတွားလေးရှိကြရပါတော့ဒါကတစ်ချက်ပေါ့နော်ပြီးတော့ okay experience ဒီ detail ပေါ့နော် experience detail ဘာညာရေးတဲ့အချိန်ကျရင်လည်းကျွန်တော်အကြံပေးခြင်းတဲ့အချက်လေးကဘာလဲဆိုတော့ကျွန်တော်တို့ organization တွေကို highlight လုပ်တာထက်ကိုယ့်ရဲ့ဒီလုပ်ခဲ့တဲ့ position နဲ့ကိုယ့်ရဲ့လုပ်ခဲ့တဲ့ဒီ skill တွေလုပ်ခဲ့တဲ့ achievement တွေexperience တွေပေါ့နော်ဘယ်လို project တွေလုပ်ခဲ့ဒါတွေကိုကျွန်တော်တို့ပို့ပြီးတော့ highlight လုပ်စေချင်တယ်ဘယ်လိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က organization ကို highlight လုပ်လိုက်တဲ့အချိန်မှာ organization ရဲ့နာမည်တွေကိုတော့တည်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ value ကပျောက်နေရမျိုးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့အဲ့ဒီဟာထက်ကိုကဘယ်လိုမျိုး project မျိုးတွေဘယ်လို program မျိုးတွေဘယ်လိုမျိုး product မျိုးတွေကိုဘယ်လို skill set တွေသုံးပြီးတော့ဘယ်လို position role တွေကို play ပြီးတော့တွားတယ်ဆိုတာမျိုးကိုexperience detail မှာအဲ့လိုမျိုးလေးရေးစေချင်တယ်ပေါ့နော်ဘာလို့အဲ့လိုပြောရလဲဆိုတော့တချို့ organization တွေမှာဆိုကျွန်တော်သိရတဲ့အတိုင်းဗျာposition နာမည်ရပြောက်တော့လေ right ကိုကတကယ်တမ်း project manager လည်းလုပ်နေရတယ် product owner လိုမျိုးလည်းလုပ်နေရဒါပေမဲ့တကယ်ကိုယ့်ရဲ့ position အကြတခြားတစ်မျိုးဖြစ်နေအဲ့လိုမျိုးကျတော့ CV မှာရေးရအရင်အခက်အခဲရှိအဲ့တော့ကျွန်တော်trick လေးသုံးလိုက်တာပေါ့နော်အဲ့တော့ဘယ်လိုလဲဆိုတော့ okay ကျွန်တော်ဒီ product အယူလုပ်ဖို့ရယ်ဘယ်လို role မျိုးတွေနဲ့ play ဖို့လဲအဲ့မှာကို play ဖို့ရ role တွေအကုန်ထည့်လိုက်ပြီးလို့ရှိရင်အဲ့ဒီဟာမှာကိုကဘယ်လို accomplish တွေရခဲ့တယ်ဘယ်လိုမျိုး handle လုပ်ခဲ့တယ်ဘာတွေလုပ်ခဲ့ရလဲဆိုတော့ပေါ့နော်အဲ့တော့ကြည့်လိုက်တာနဲ့ကိုက position အသေးကြီးနဲ့ဒီ CV ကို highlight ပြရမျိုး organization တွေကို highlight ပြရမျိုးမဟုတ်ဘဲနဲ့ကိုလုပ်ခဲ့ဘူးတဲ့play ခဲ့ဘူးတဲ့ role တွေ responsibility တွေနဲ့ကိုယ့်အကို value ကို highlight ဖြစ်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့အချက်လေးပေါ့နော်အဲ့တော့နှစ်ချက်ရှိပြီပေါ့နော်ကျွန်တော် profile summary နဲ့ပတ်သက်တာရယ် experience detail နဲ့ပတ်သက်တာရယ်ကျန်တဲ့ဟာတွေကတော့ဒါတခြားဒီကျွန်တော် LinkedIn တို့ဘာမှဒီ CV ဘယ်လိုရေးမလဲဆိုပြီးကျွန်တော်လည်းအရင်က share ပေးဖို့ပဲပေါ့နော်နောက် AI သုံးပါ AI ကိုသုံးပြီးတော့ဒီလှလှလေးပေါ့နော်စာသားလေးလှလှလေးပြအောင် professional လေးပြအောင်သုံးပါဒါရတော့အကုန်လုံးသိပြီးသားဆိုတော့ကျွန်တော်အရင်တူမပြောတော့ဘူးနောက်ဆုံးတစ်ခါကြပါလဲဆိုတော့ဆွမ်းနာပြောတဲ့ဒီ profile summary တို့ experience detail တို့နဲ့ချိတ်ဆက်ပြီးပြောချင်တာရှိတယ်တချို့ကြထင်တာဘာလဲဆိုတော့ profile summary ရေးမယ်experience detail ရေးမယ်ဆိုစဉ်းစားကြည့်လိုက်ရင်ဘာမှမလုပ်ထားဘူးဒီလားကိုယ့်ရဲ့ experience moment တွေလုပ်နေရဘာမှမဟုတ်ဘူးဆိုအဲ့လိုမြင်နေကြမျိုးရှိတယ်အဲ့ဒါအနေမှာ confidence ပျောက်ပြီးတော့အလုပ်ရှာတဲ့အချိန်မှာဒုက္ခရောက်တာမျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်အရင်ဆုံးကြံပေးချင်တာဒီ CVA ပိုင်းမရေးခင်မှာအရင်ဆုံးဘာလုပ်တင်လဲဆိုတော့notebook တစ်ခုနဲ့ပဲဖြစ်ဖြစ် laptop မှာပဲဖြစ်ဖြစ် anything ပေါ့နော်ကိုကဒီအလုပ်စားလုပ်တာနေဒီအချိန်ထိဘာတွေကိုတောက်လျှောက်လုပ်ခဲ့ဘူးလဲလုံးဝအသေးအဖွဲအစားဗျာကိုဒီဘယ်ကုမ္ပဏီမှာဘယ်လိုလုပ်ခဲ့ဘယ်နှစ်လုပ်ခဲ့ဘာတွေလုပ်ခဲ့အကုန်ချရေးကြည့်အဲ့မှာဘယ်လိုမျိုးကိုကဘာတွေလုပ်နိုင်ခဲ့ဘယ်လို achievement တွေဖြစ်ခဲ့ဆိုတာရေးမယ်ပြီးလို့ရှိရင်ဘယ်လိုမျိုး problem တွေဘယ်လို issue တွေဖြစ်ခဲ့လဲပြီးရင်အဲ့ဒါတွေကိုဘယ်လို solve လုပ်ခဲ့လဲဆိုတော့မှတ်မိသလောက်ချရေးကြည့်
အဲ့ဒါဘာလို့ကောင်းမှလဲဆိုတော့ကျွန်တော်တို့ဆောင်းနာပြောတဲ့ profile summary တို့ experience detail တို့ရေးအချိန်မှာလည်းကောင်းတယ်လို့ interview မှာကိုယ့် interview ရဲ့ချိန်ကျရင်ကိုကအဲ့လိုရေးထားရဖြစ်တဲ့အတွက်ကိုယ့်အကြောင်းကိုသိနေမှာသိလားဘာလို့ဆို interview မှာ interview ကတော်တော်များများမေးလေးရှိတဲ့တခုကပါလဲဆိုတော့ဒီ position မှာဒီအချိန်မှာလောက်တဲ့အချိန်မှာနင်ကဘယ်လို problem မျိုးဖြစ်ခဲ့လဲပြီးရင်အဲ့ problem ဘယ်လို solve ခဲ့လဲဆိုတော့ဒီကိုယ့်ရဲ့ problem solving skill ကိုသိကျင်ကြတဲ့အတွက်အဲ့လိုမေးရရှိတယ်အဲ့တော့ sauna လူမျိုးသားလောက်ခဲ့ရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ဒါတွေပါဖြေတတ်သွားတယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့သုံးခုကအဲ့ဒါပါတစ်ပါလဲကျွန်တော် profile summary ကိုတေချာလေးရှိပါတေချာလေး profile summary ကိုကြည့်လိုက်တာနဲ့ကိုကဘယ်သူကိုကဘယ်လို experience ရှိရဘယ်အရာမှတက်ကြွနေဆိုတာသိအောင်လုပ်ပါနေ့အချက် experience detail ရေးတဲ့အချိန်ကျရင် organization တွေ position တွေ highlight တာထက်ကိုယ့်ရဲ့ value ကိုလောက်ခဲ့တဲ့ဟာတွေကိုပို့ပြီး highlight လုပ်တဲ့ပုံစံမျိုးဖြစ်အောင်ရေးပါသုံးချက်အဲ့ဒါတွေအားလုံးမတိုင်ခင်မှာကိုဒီဘယ်လိုမျိုးအလုပ်စလုပ်တာနဲ့အခုချိန်ဒီဘယ်လိုမျိုးတွေလုပ်ခဲ့လဲဘယ်လိုဖြတ်တန်းခဲ့လဲဘယ်လို problem တွေဖြစ်ခဲ့အကုန်လုံးအရင်ဆုံးချရေးကြည့်ပါအဲ့တော့မှဒါအကုန်သိပါပါနော်ပြီးတော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တဲ့တစ်ချက်ကကြပါလဲဆိုတော့ကျွန်တော် CV တို့ resume တို့လုပ်ရင်ပေါ့နော်တခုပဲထားတာမျိုးကျွန်တော်တိတ်အမပေးချင်ဘူးကိုကရှောက်ချင်တဲ့ဒီ position တွေကဒါအများကြီးလည်းရှိနိုင်တယ် right position တစ်ခုပဲလည်းရှိနိုင်တယ် anyway ပါကျွန်တော် CV ကိုဒီကိုရှောက်ချင်တဲ့အလုပ်ပေါ့ကိုတွေးလိုက်တဲ့ position ပေါ့မူတည်ပြီးတော့ပြင်တာမျိုး update လုပ်တာမျိုးအဲ့လိုမျိုးနဲ့တွားစီချင်တယ်တချို့ကြရရှိလေ CV တစ်ခုပဲလုပ်တာအဲ့ CV ကိုပဲပါလာပို့တာမျိုးပေါ့နော်အဲ့လိုမျိုးကြီးမလုပ်စေချင်ဘူးကျွန်တော်ကတော့ဒီကိုကဘယ် domain အတွက်ဥမာဘယ် position အတွက်ဆိုရင် CV တစ်ခုဘယ်ဟာအတွက်ဆိုရင် CV တစ်ခုဆိုအဲ့လိုမျိုးပြင်ထားပါအစင်းသင်းမရှိလဲရတယ်ကိုရှောက်ချင်တဲ့အလုပ်တွေတော့မှအဲ့ပုံမူတည်ပြီးကိုက CV လေးကိုနည်းနည်းလေးပြင်ပေါ့နော်ပြင်ပြီးပို့တာမျိုးကပို့ပြီးတော့အလုပ်ရနိုင်ခြင်းဖြစ်ရပေါ့နော် okay အဲ့ဒီနေ့ကကျွန်တော်အဲ့ဒါလေး share ပေးရဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဆင်ပေးကြပါစေဗျာ